ကျွန်တော်မေးတဲ့တက်မှာအဲ့နိုင်ငံရေးကျင်းသားတို့ဒေါအောင်ဆန်းစုကြည်တို့ဦးဝင်းမြင့်တို့ဦးဝင်းထေတို့အကြောင်းလေးလည်းပါပါတယ်သူတို့လွတ်မြောက်ဖို့အတွက်တောင်းဆိုသွားမှာလားဒါလေးသိချင်ပါတယ်ကျွန်မသိရသလောက်ပေါ့နော်ဒါ public information လည်းဖြစ်ပါတယ်ရှင့်ဆိုလို့ရှိရင်နိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာကတတ်မှတ်တာရှိပါတယ်သို့တော်လည်းတကယ်တမ်းပုံမှန်တွေကတော့နိုင်ငံရေးပုံမှန်တွေမဟုတ်ပါဘူးရှင့်ဒီအစိုးရတရဖြစ်ဖူးတဲ့အချိန်မှာဒီလိုပေါ့နော်ဒီအချင်းပြက်လက်စားမှုလိုမျိုးပုံမှန်တွေနဲ့တရားစွဲခံထားရပြီးပြစ်ဒဏ်ကြခံနေရတာဖြစ်ပါတယ်ရှင့်ဘာဖြစ်လို့ကျွန်မအဲ့ဒါကိုပြောနိုင်လဲဆိုလို့ရှိရင်ဒါတော့ဒါအများစိတ်ဝင်စားတဲ့ကိစ္စဖြစ်ပါတယ်ဟိုလူတိုင်းလည်းသိပါတယ်ဒီဘယ်ပုဂ္ဂိုလ်ကတော့ဘာပုံမှန်တွေနဲ့ထောင်နှံဘလောက်ကြတယ်လို့ဘာလို့လေနော်အဲ့ဒါအရေးကြီးပါတယ်ရှင်ဆိုတော့ကျွန်မသိတာလေးတစ်ခုကျွန်မပြောပြမယ်ပေါ့နော်ဆိုလို့ရှိရင်ကျွန်မလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးကိုရောက်တဲ့အချိန်မှာကျွန်မတို့ဒီအမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဆိုတာရှိပါတယ်ရှင်အဲ့ဒါနိုင်ငံတော်ကနေတနစ်ကိုကျပ်ဘီလီယံ20ချပေးတာဖြစ်ပါတယ်ရှင်တော့ကံကောင်းကျင်တော့ဒီ NLD အစိုးရလက်ထက်မှာသဘာဝဘေးကြီးမားမရှိခဲ့အကြီးဆုံးကဘာလဲဆိုလို့ရှိရင်ဒီပေါင်ဘက်မှာတောင်ပြိုတာလေမက်လက်တောင်ပြိုတာအဲ့ဒါတော့ပဲရှိခဲ့တယ်ထင်တယ်ရှင်ပြီးလို့ရှိရင်ကျမတို့မြန်မာလူမျိုးတွေကလည်းတဘာဝဘေးတွေဆိုပြည်သူလူထုကလည်းပရဟိတတွေနဲ့ကူညီတယ်အစိုးရနဲ့လည်းလက်တွဲပြီးတော့ဆောင်ရွက်ကြတဲ့အချိန်မှာပြန်လဲထူထောင်ခြင်းကလည်းမြန်ဆန်ပဲဖြစ်သွားတော့လေအဲ့ဒီပတ်စံကြီးကနှစ်တိုင်းထားပါတော့9နှစ်ဆိုတော့ဘီလီယံ100ပေါ့ရှင်အဲ့ဒါရှိပါတယ်နောက်တစ်ခုကကိုဗစ်အတွက်ဆိုပြီးတော့လေ CERP ဆိုပြီးတော့မှလုပ်ခဲ့တာရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီဝန်ကြီးဌာနတွေကိုချထားတဲ့ budget တွေအကုန်လုံးရဲ့ဝန်ကြီးဌာနတိုင်းရဲ့ budget ရဲ့ 10% ကိုပြန်နှုတ်လိုက်ပြီးတော့မှအဲ့ 10% တွေအကုန်လုံးကိုဒီအမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေထဲထည့်လိုက်တာပေါ့နော်ထည့်လိုက်ပြီးတော့မှဒါကိုဗစ်ရန်ပုံငွေဆိုပြီး trillion နဲ့ချီပြီးရှိပါတယ်ရှင်ရှိတဲ့ခါကျဒီငွေတွေကပုံနေတဲ့ခါကျတော့တကယ်တမ်းတော့လောက်ရမှာကတဘာဝဘေးရော့ပါရေးဆိုတာအမှလမ်းနေဆိုလဲရာသီဥတုခံနိုင်အောင်အဆောက်အဦတွေငလျင်တန်းခံနိုင်အောင်ရာသီဥတုတန်းခံနိုင်အောင်မုန်တိုင်းတန်းခံနိုင်အောင်ပေါ့နော်တဘာဝဘေးတန်းခံနိုင်အောင်အဲ့ဒါတွေစောက်ကြရမှာဖြစ်ပါရှင့်တိုးတော်လဲအဲ့ဒီရန်ပုံငွေတွေကိုဆုံးဖြတ်ချက်ချခဲ့ကြတဲ့သူတွေကဟောပေါ့နော်ဒီထားပါတော့ husky ဝယ်တယ်လို့ပေါ့နော်ပြီးလို့ရှိရင်တခြားဟောပေါ့သူ့ခေါင်းစဉ်နဲ့မကိုက်ဘဲနဲ့တုံးပြုတ်ခဲ့တာတွေပြီးလို့ရှိရင်မလိုအပ်တဲ့အလေလွင့်တွေဒါတွေကစစ်ဆေးပေါ်ပေါက်ပါတယ်ရှင်စစ်ဆေးပေါ်ပေါက်ပြီးတော့မှနောက်ဆုံးတော့ဒီ husky စီးဖို့ကတော့ဒါအန်တီတောင်ဆန်းစုကြည်စီးဖို့ပေါ့နော်နိုင်ငံတော်ပိုင်ရဟတ်ယာဉ်ဆိုပြီးဝယ်တာဖြစ်ပါတယ်တိုးတော်လဲတကယ်ဝယ်တဲ့သူတွေရောင်းနဲ့ဝယ်တဲ့အချိန်မှာ transaction လုပ်တဲ့အချိန်မှာဒီအလေလွင့်တွေများပြီးတော့မှစစ်ဆေးပေါ်ပေါက်တာတွေအများကြီးရှိပါတယ်ရှင်အဲ့ဒါကိုနောက်ဆုံးဘယ်သူကတာဝန်ခံရလဲဆိုတော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတာဝန်ခံရတာပေါ့နော်ဆိုလို့ရှိရင်ဒါတော့ကျွန်မမေးလို့တာဖြေရတာပါရှင်ဒါကျွန်မရဲ့ကိုယ်တွေ့ကြုံခဲ့တာပေါ့နော်ဆိုလို့ရှိရင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာဒီခုနှစ်ပိုင်းတော့ကျွန်တော်တို့မိုခါအနေစဖြစ်လိုက်တာပြီးတော့ယာကီနဲ့ဖြစ်တယ်ပေါ့ရှင်ရေဘေးဖြစ်တယ်တိုင်းနဲ့ပြည်နယ်တော်တော်များများမှာဖြစ်တယ်ပြီးတော့ဒီမန္တလေးငလျင်ကြီးဖြစ်တယ်နဲ့ဆိုတော့ဒီရန်ပုံငွေက3လို့ကိုမလောက်ပါဘူးရှင်3လို့ကိုမလောက်ပါဘူးဒါပေမဲ့ကံကောင်းရှင်တော့ NLD ခစ်တုံးကတော့ဒီရန်ပုံငွေတွေကပိုရှံပြီးတော့နောက်ကိုဗစ်လည်းဖြစ်တယ်အဲ့ဒီအချိန်မှာကိုဗစ်ကြောင့်မို့လို့လည်းနိုင်ငံတကာအကူအညီတွေရတာတွေရှိပါတယ်ရှင်ရတာတွေရှိပြီးတော့မှပြီးခဲ့တဲ့ဒီ NLD အစိုးရလက်ထက်ကတော့ FDI နေလဲလာတယ်နောက် ODA ပေါ့နော်ဒီ Official Development Assistance တွေပေါ့ရှင်ဒီဖွံ့ဖြိုးမှုအတွက်ပေးတဲ့ဒီတရားဝင်ပေးတဲ့အကူအညီတွေဒါတွေအများကြီးရတယ်ပြီးလို့ရှိရင် Technical Assistance တွေလည်းအများကြီးရတယ်ရတဲ့အချိန်မှာငွေတွေကအရန်ဘုံမောလောဖြစ်တဲ့သဘောဖြစ်ပါတယ်ရှင်ဖြစ်ပြီးတော့မှဒီသုံးစွဲတာတွေမှာနည်းနည်းပေါ့နော်စီစစ်နဲ့ဘာနာရေးစီးမြင့်နဲ့မကိုက်ညီပဲနဲ့သုံးစွဲတာတွေဒါတွေကိုတာဝန်ခံရတာတွေရှိပါတယ်ရှင်ဒါကျွန်မဘယ်သူမှမပြောဘူးပါဘူးသို့တော်လဲဒါနိုင်ငံတော်လဲနိုင်ငံသူနိုင်ငံသားတွေလဲတည်တဲ့ကိစ္စမို့လို့ပါဆိုလို့ရှိရင်နိုင်ငံတကာကတော့နိုင်ငံရေးအကျဉ်းသားလို့နာမည်တပ်တာပေါ့နော်ဒါပေမဲ့နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူးအကျဉ်းပြတ်လဆန်းမှုဆိုတဲ့ပုံမှန်တွေနဲ့ဆွဲခံထားရပြီးတော့မှတကယ်လဲစစ်ဆေးပေါ်ပေါက်လို့တကယ်ပြစ်ဒဏ်ချခံရတာဖြစ်ပါတယ်ရှင်ကျေးဇူးပါရှင်